ကျွန်တော်တို့ရဲ့ website link လုပ်လို့ရတဲ့ QR code တစ်ခုကို create လုပ်ပြီးတဲ့အခါကျတော့standing နဲ့ထောင်ထားမယ်ဒါမှမဟုတ်ကိုယ့်ရဲ့ဒီ invitation card ထဲမှာလိပ်စာ card ထဲမှာတော့ပေးတာဟို QR code ကိုထားထားမယ်ဆိုလို့ရှိရင်အဲ့ရ link ကနေမှတစ်ဆင့် website ကိုဝင်လို့ရမယ်ပုံမှန်မြင်တွေ့ထားတဲ့ design ကတော့ဒီဘက်ကတော့ website ထူပြီးတော့ဒီဘက်တစ်ဖက်မှာတော့ကျွန်တော်တို့ရဲ့ဒီ admin application company ရဲ့ admin ကိုင်ထားတဲ့ application တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ user ကသူကဒီ category pattern လေးတွေကို fashion ဖြစ်ဖြစ်စမ်းကြည့်တယ်နောက်ပြီးတော့ product နာမည်လေးတွေရိုက်ပြီးတော့စမ်းကြည့်တယ် product တွေရှာတယ်နောက် product အသေးစိတ်ကိုလိုက်ကြည့်တယ်ကြည့်ပြီးတော့သူကြိုက်တဲ့ product ဆိုလို့ရှိရင်သူ quantity ထည့်ပြီးတော့ကျွန်တော်တို့ order တင်မယ်ပေါ့လေ okay အဲ့လို order တင်ပြီးဆိုလို့ရှိရင်သူကတမျိုးမကထပ်တင်လာလို့ဆိုလို့ရှိရင်လွယ်လွယ်ကူကူပဲကျွန်တော်တို့တင်လို့ရပါတယ် okay product လေးသူရွေးချယ်နေပါပြီအောက်မှာကျွန်တော်တို့ရဲ့ဒီ admin ဒီ Telegram group ကိုလည်း link follow လုပ်လို့ရတယ် TikTok ကိုလည်း follow လုပ်ထားလို့ရနိုင်တယ်အဲ့ဒီ link ကနေမှတစ်ဆင့်ပေါ့နော်အဲ့ဒီရောက်လို့ရှိရင်မလို့တဲ့ item တွေကိုလည်းသူကပြန်ဖြတ်လို့ရတယ်လို့quantity ကိုလည်းထပ်ပေါင်းလို့ရတယ်အဲ့ဒီမှာနာမည်တွေတို့ကျွန်တော်တို့ဖုန်းနံပါတ်တွေတို့လိပ်စာတို့ကတော့တစ်ခါပြပြီးလို့ရှိရင်နောက်ထပ်တစ်ချိန်ထပ်ဝင်လို့ဖြစ်ကြမလို့ဘူးdelivery ပို့မဲ့location ကိုတော့ဒီ user ကနေမှ get my location ကိုနှိပ်ပြီးတော့ဆိုလို့ရှိရင်သူ့ရဲ့ location ကိုကျွန်တော် zoom in ဆိုအောင် switch လို့ရပါတယ်အဲ့လိုသူတေချာသွားပြီဆိုလို့ရှိရင်တော့ confirm order နှိပ်လိုက်မယ် confirm order နှိပ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီ order ရဲ့ message တွေကျွန်တော်တို့ရဲ့ admin Telegram group ထဲကိုရောက်လာပြီးတဲ့အခါကျတော့information ရလာမယ်ဒါအပြင်အဲ့ဒီ user ရဲ့ device ထဲမှာ tablet ထဲမှာတော့၎င်းဖုန်းထဲမှာတော့၎င်းသူ့ရဲ့ voucher ဒီ download တစ်ခါလေးရနေပါလိမ့်မယ်ကျွန်တော်တို့KB လွှဲတယ်ဆိုရင် KB voucher ဖုန်းထဲမှာကျန်ခဲ့တယ်လို့ပြောပေါ့လေ okay အဲ့တော့ continue shopping ဆက်လုပ်မယ်ဆိုလို့ရှိရင် website ကိုတက်ခါပြန်ပြီးရောက်သွားမယ်သူတင်လိုက်တဲ့ order တွေကကျွန်တော်တို့ရဲ့ application ထဲမှာရောက်လာပါပြီဒါကြောင့်မလို့ကျွန်တော်တို့က admin application ထဲမှာဆိုလို့ရှိရင်order ထဲမှာဝင်ကြည့်ရင် pan တွေက4ခုရှိတာကနေ5ခုဖြစ်သွားပါလိမ့်မယ် okay 5ခုဖြစ်သွားပါပြီအဲ့5ခုဖြစ်သွားတဲ့ဟာဆိုနောက်ဆုံးရောက်လာတဲ့ order ကိုဝင်ကြည့်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီမှာreceipt status မှာပဲရှိသေးတယ်အဲ့ဒီဟာကိုရုံးကနေမှာ distribution team နဲ့ချိတ်ဆက်ပြီးတော့ယူသွားပြီဆိုလို့ရှိရင် order အပုံလေးဒီ on the way ပေါ်မှာရောက်နေပြီဆိုတာကိုပြနေပါလိမ့်မယ်အဲ့တော့ဘယ်ကိုပို့ရမလဲဆိုတဲ့ဟာကိုကျတော့ customize location ကိုအဲ့ဒီ admin application မှာရှိတဲ့ location ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီ admin application ကဲ့သို့ပဲကျွန်တော်တို့က delivery ပို့မယ်ဒါမှမဟုတ် distribution ပို့မယ်ဒီ team ကို application တစ်ခုပေးသုံးထားပါမယ်အဲ့ဒါကျတော့ delivery team အတွက် application တစ်ခုပေါ့လေအဲ့ဒီမှာ location ကအဲ့လိုကိုယ့်ရဲ့ delivery team ကနေ customize location ကိုဘယ်နှမိနစ်လောက်ထိသွားမလဲဆိုတာပါအစပြပေးရပါလိမ့်မယ်ဒါကတော့ဒီ Telegram admin group နဲ့ဒီ Gmail ထဲမှာ order တွေရောက်လာတယ်ဆိုတာကိုရှင်းပြထားခြင်းဖြစ်ပါတယ် real time information တွေရလာတယ်ဆိုတာကိုပြသနေခြင်းဖြစ်ပါတယ်ပေါ့နော်hello order တွေကိုကျွန်တော်တို့ကစီစစ်ပြီးတဲ့အခါကျတော့delivery team နဲ့ distribution team နဲ့ချိတ်ဆက်ပြီးတော့ရေးကြည့် order ပို့ပါမယ်ပေါ့လေအဲ့လိုပို့လိုက်ဆိုရှင်customer location ကိုရောက်သွားတဲ့အချိန်မှာကျွန်တော်တို့က delivery ပြီးသွားဆိုရင် down နေလဲလို့ဆိုလို့ရှိရင် delivery ပြီးသွားဒါကြောင့်မလို့ order pending ထဲမှာ5ခုကနေ4ခုဖြစ်သွားတယ်အဲ့ဒီ delivery complete ဖြစ်သွားတဲ့ order တွေကိုကျွန်တော်တို့ကနေday by day အလိုက်ဘယ်လောက် amount ရနေပြီလဲတလားဘယ်လောက်ရနေပြီလဲဆိုတာကျွန်တော်တို့က admin application ထဲမှာကြည့်ရင်သိနိုင်ပါတယ်ဒါပြင် product ထဲမှာဆိုလို့ရှိရင် admin application ရဲ့ဒီ product ထဲကနေပဲဝင်ပြီးတော့အခါကျတော့product တစ်ခုခုရဲ့ဈေးနှုန်းတော်၎င်းတခြား data အချက်အလက်တော်၎င်းပြင်နေတယ်ဆိုလို့ရှိရင်အဲ့ဒီကပြင်ကျင်တဲ့ product တွေဝင်ပြီးတဲ့အခါကျတော့ဒီ edit item လေးကိုနှိပ်ပြီးတော့ပြင်လိုက်လို့ရပါတယ်အခုဒီမှာဆိုလို့ရှိရင် period ဆိုတဲ့ဈေးရဲ့ဈေးနှုန်းကို2000ကနေ2000ခွဲကိုပြင်ကြည့်ပါမယ်ပြင်ကြည့်ပြီးလို့ရှိရင် admin application နဲ့ကျွန်တော်တို့က save လိုက်ပါမယ်ဟိုဘက်မှာ period website ထဲမှာ period 20က2000ပဲဖြစ်နေပါသေးတယ်ခဏဆောင်လိုက်လို့ရှိရင်သူ့မှာလည်းဒီ period 20က2000ပဲဈေးနှုန်းဖြစ်နေပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့က product detail တွေမှာတစ်ချက်သွားပြီးကြည့်လိုက်နေဆိုလို့ရှိရင် period 20ဈေးနှုန်းဒီ2000ပဲဖြစ်နေပါပြီပေါ့နော်အဲ့တော့ real time price changes တွေကို admin application တွေလုပ်လိုက်ခြင်းအပြင်ဒီ website မှာတစ်ခါတည်းကျွန်တော်တို့ကပြောင်းလဲသွားပြီးတော့ဖြစ်တယ်ပေါ့လေဒါ dynamic ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့တလား admin application တွေမှာလည်းဘယ်လောက်
ဝယ်ထားတာရှိတယ်လေ purchase amount တွေကျွန်တော်တို့ကြည့်လို့ရပါတယ်ဒါကတော့ဒီလွယ်လွယ်ကူကူ print နဲ့လက်တယ်ဆိုလို့ရှိရင်order summary လေးကကျွန်တော်တို့တက်လာမယ်အဲ့ဒါလေးထပ်ပြီးတော့ confirm လုပ်တယ်ဆိုလို့ရှိရင်ဒီ Bluetooth thermal printer လေးကနေမှတစ်ဆင့်ဒီ company logo ပါတဲ့ voucher တစ်စောင်ထွက်လာပြီးတော့ customer ကိုကျွန်တော်တို့ကပေးပြီးတော့ရှင်းလိုက်တယ်ဆိုလို့ရှိရင်အဆင်ပြေသွားပါပြီ Okay ဒီမှာဒီ admin application မှာလည်းကျွန်တော်တို့ကတခြားတွေလုပ်လို့ရပါသေးတယ်ဥပမာကျွန်တော်တို့က low stock ဖြစ်နေပြီလား expert status တွေဖြစ်နေပြီလားပေါ့လေအဲ့တော့ period 20ကိုကြည့်မယ်ဆိုလို့ရှိရင်သူက15ဘူးရှိနေပြီပေါ့လေအဲ့တော့သူအလံပေးထားတာကကျတော့ဘူး20အလံပေးထားတယ်ဘူး20ရောက်လို့ရှိရင်ကျွန်တော်တို့က low stock ထဲမှာရောက်ပြီဆိုတဲ့အတွက်ကြောင့်မလို့ဒီ product ကိုကျွန်တော်တို့ကဝယ်ရပါတော့မယ်ဒါကြောင့်ပြင်ကျွန်တော်တို့က expire status လည်းပါတယ် nearly expire နဲ့ expire ပေါ့လေ nearly expire ကကျတော့ဒီ expire ဖြစ်ကနေစေးတွေကိုပြပေးတာပေါ့လေပို့တော့ရမှာပေါ့နော်အခုဆိုလို့ရှိရင်ဒီ Liveဆိုတဲ့ဆေးက expire ကိုကျော်သွားပြီ40ရက်ထိကိုကျော်သွားပြီအဲ့တော့ nearly expire ဖြစ်တဲ့ဆေးကိုကျွန်တော်တို့ကမြန်မြန်သုံးလိုက်လို့ရှိရင်ဒါရပါတယ်ပြည်စုံဆိုတာကျွန်တော်တို့က admin application မှာထည့်ထားပေးပါတယ်နောက်တော့ admin application မှာဒီ HR ဆိုင်ရာချက်လက်တွေကျွန်တော်တို့ထည့်ထားလို့ရပါတယ်ကိုယ့်ရဲ့ဝန်ထမ်းတွေယာရုအလိုက်ကျွန်တော်တို့ကလုပ်တဲ့အရာဒါမျိုးတွေကျွန်တော်တို့ထည့်ထားလို့ရပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ကဒီလောက်ပဲထည့်ထားပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်